အားလုံးပဲမင်္ဂလာပါဒီနေ့ခွဲချမ်းစိတ်ဖြာတင်ပြပေးမယ့်စီစဉ်ကနေကြိုဆိုပါရစေကမ္ဘာအဆိုးရွားဆုံးကပေးတစ်ခုရဲ့ဗဟိုချဲကနေအာဖရိကရဲ့စီးပွားရေးအမြန်ဆုံးတိုးတက်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ကိုဘလို့များရောက်ရှိသွားတာလဲဟုတ်ပါတယ်ဒီနေ့လေ့လာတော့မယ့်အကြောင်းအရာကတော့အီသီယိုးပီးယားနိုင်ငံရဲ့အမခန်ဇလန်ပဲဖြစ်ပါတယ်ကဲတိုက်ရိုက်ပဲစလိုက်ကြရအောင်တတန်းတကယ်ကိုရင်လေးစရာကောင်းလုံးတဲ့ကိန်းကနန်းမှာကျွန်တော်တို့ဒီအကြောင်းကိုရင်ဆုံးစကြည့်ရအောင်ဒီအလွန်များပြားလာတဲ့ကနန်းဟာ1984ခုနှစ်ကနေ1985ခုနှစ်အတွင်းအီသီယိုးပီးယားမှာကျုံတွေ့ခဲ့ရတဲ့အဆိုးရွားဆုံးငတ်ပြီးအတွင်းမှာအသက်ဆုံးရှုံးခဲ့ရသူတွေရဲ့အရေးအတွက်ပဲဖြစ်ပါတယ်။မန်ချီလိုတောင်တဲ့နိုင်လောက်အောင်ဆိုးရွားတဲ့အခြေအနေတစ်ခုပါဒီလောက်ဆိုးရွားတဲ့အငတ်ပေးကြီးကရာသီဥတုဖောက်ပြန်ပြီးမိုးခေါင်လို့ထိရတာပါဆိုပြီးလူအများစုကထင်နေကြတာရှိပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ရာသီဥတုပြဿနာအပြင်ပိုပြီးအတိအကျကြတဲ့အကြောင်းရင်းတွေရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်ကအုပ်ချုပ်နေတဲ့ကွန်မြူနစ်စင်ထောင်ဒိတ်အစိုးရရဲ့လွဲမားတဲ့စီမံခန့်ခွဲမှုတွေရဲ့ပြီးတော့အဆုံးမတတ်နိုင်တဲ့ပြည်တွင်းစစ်တွေရဲ့အကြောင်းတော့ဒီကပေးကြီးကနေသိချေပစ္စည်းမှုပိုပြီးကြီးမားသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအောက်ခြေထိထိုးကျသွားတဲ့အကြက်တန်ကားနဲ့ရုံထုတ်ဖို့သူတို့ဘလို့ဖြည့်ရှင်းခဲ့ကြလဲသူတို့ဖြစ်ရှင်ခဲ့တဲ့အဓိကမန်တိုင်ငါဟုရှိမှာတဲ့နိုင်ငံရေးတည်ငြိမ်မှုစိုက်ပျိုးရေးဥဆောင်မှုလူမှုဘဝဖူလုံရေးအခြေခံဆောက်အောင်နဲ့နိုင်ငံခြားယင်းနှိမ့်မှုနှံမှုတို့ပဲဖြစ်ပါတယ်။ဒါတွေကပြဿနာနဲ့ဖြစ်ရှင်ချက်စီကိုတွားတဲ့သူတို့ရဲ့စနစ်ကျတဲ့ခြေလှမ်းတွေပါပဲ။ပထမဆုံးခြေလှမ်းကတော့နိုင်ငံရေးတည်ငြိမ်မှုနဲ့ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ခဲ့ခြင်းပါပဲ။1991ခုနှစ်မှာအရင်တကအစိုးရပြုတ်ကျသွားခဲ့ပါတယ်။အစိုးရတက်လာတဲ့အခါမှာတော့တိုင်းပြည်ကိုပျက်စီးစေတဲ့ပြည်တွင်းစစ်ကိုရပ်တန့်နိုင်ခဲ့ပြီးနိုင်ငံပြန်လည်ထူထောင်ရေးတို့မရှိမဖြစ်လိုအပ်တဲ့အခြေခံတည်ငြိမ်ရေးကိုအရင်ဆုံးတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါဟာအရေးကြီးဆုံးအုတ်မြစ်ပါပဲ။ဒီအချိန်ကာလပြောင်းလဲလာပုံတွေကိုကြည့်လိုက်ရင်တကယ့်ကိုထင်ရှားပါတယ်။1984ခုနှစ်ကလုံးမကိုပျက်စီးယိုယွင်းနေတဲ့အငတ်ဘေးကာလကြီးကနေ1990ခုနှစ်အစိုးရတစ်နဲ့အတူတည်ငြိမ်မှုစတင်တဲ့ကာလကိုရောက်လာတယ်။အဲ့ဒီကနေမှတဆင့်ပြီးတော့2005ခုနှစ်မှာကြိုတင်ကာကွယ်တဲ့မူဝါဒတွေစတင်ချမှတ်တဲ့အဆင့်ထိတဖြည်းဖြည်းနဲ့ရေရှည်စီမံကိန်းတွေစီကိုစနစ်တကျရွေးလျားလာခဲ့တာကိုမြင်တွေ့ရမှာပါဒုတိယမှန်တိုင်းကတော့စိုက်ပျိုးရေးဦးဆောင်မှုပဲဖြစ်ပါတယ်အစိုးရတစ်ဟာအင်မတန်အရေးကြီးတဲ့အမှန်တရားတစ်ခုကိုသဘောပေါက်ခဲ့ပါတယ်အဲ့ဒါကတော့တိုင်းပြည်လူဦးရေရဲ့80%ကျော်ကလေယာစိုက်ပျိုးရေးကိုပဲအထူးကအမိပြုနေရတယ်ဆိုတာပါပဲဒီတော့သူတို့က ADN line လို့ခေါ်တဲ့မဟာဗျူဟာကိုချမှတ်ခဲ့ရပါတယ်။နားလည်ရလွယ်အောင်ပြောရရင်စစ်မှုနိုင်ငံစီကိုမကူပြောင်းခင်မှာအခြေခံအုံမြစ်ဖြစ်တဲ့စိုက်ပျိုးရေးကဏ္ဍကိုအရင်ဆုံးခိုင်မာအောင်တည်ဆောက်မယ်ဆိုတဲ့ဗျူဟာပါပဲ။စိုက်ပျိုးရေးအုံမြစ်ကိုအရင်ဖြစ်မယ်။ခိုင်မာပြီးဆိုမှစက်ရုံတွေတည်ဆောက်မယ်ဆိုတဲ့အလုံးယူတိရှိတဲ့အစင်စင်လှုပ်ဆောင်မှုပါ။ဒီဗျူဟာအရတောင်တူတွေကိုလက်တွေ့ပံ့ပိုးမှုတွေအများကြီးလုပ်ပေးခဲ့ပါတယ်။လက်သမားတွေကိုလွတ်လပ်စွာစိုက်ပျိုးခွင့်ပေးခဲ့တယ်။မျိုးစေ့နဲ့မြေတော်စာတွေလုံလုံလောက်လောက်ထောက်ပံ့ပေးတယ်။နောက်ပြီးခမီစိုက်ပျိုးရေးပညာပေးမှုတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာတိုင်းပြည်ရဲ့အင်အားအကြီးဆုံးလူသားအရင်မြစ်ဖြစ်ခဲ့တောင်တူလက်သမားတွေကိုအမှန်တကယ်ခွန်အားဖြစ်ပေးခဲ့တာပါ။တတိယမန်နိုင်အနေနဲ့လူမှုဝဖူလုံရေးကိုတွားကြရအောင်။အီသီယိုးပီးယားနိုင်ငံဟာမိုးခေါင်ရေရှာမှုတန်ကိုအမြဲလိုပြန်လဲကြုံတွေ့ရနိုင်တဲ့ဆိုတဲ့အမှန်တရားကိုအစိုးရကရာနှုန်းပြလက်ခံထားပါတယ်။ဒါကြောင့်ဒီလိုတဘာဝဘေးအတွက်အရင်ကနဲ့မတူပဲလုံးဝအသစ်ဖြစ်တဲ့ချင်းကမှုပုံစံတရက်ကိုမဖြစ်မနေဖန်တီးဖို့လိုအပ်လာခဲ့တာပေါ့ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့2005ခုနှစ်မှာစတင်ခဲ့တဲ့ PSNP လို့ခေါ်တဲ့ Productive Safety Net Program အစီအစဉ်ပါပဲ။ BND ရဲ့ကြာရောက်မှာအရေးပေါ်ကက်ဆယ်ရေးလုပ်ခဲ့ပုံစံမျိုးမဟုတ်တော့ပါဘူး။စာဝတ်နေရေးခက်ခဲတဲ့မိသားစုတွေကိုရက်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပါဝင်စေပြီးအပြန်အလှန်အနေနဲ့လုံခြုံရေးကွန်ရက်တစ်ခုကိုကြိုတင်တိစောက်ပေးတဲ့ပုံစံမျိုးကိုအစင်းမြင့်ပြောင်းလဲလိုက်တာပါတကယ်ကိုမိုက်တဲ့ကြံညံပါပဲဒီလုပ်ငန်းစဉ်ဘယ်လိုလက်ပတ်လဲဆိုတာကြည့်ကြရအောင်အစင်းတစ်မှာအထီးနာနိုင်တဲ့မိသားစုတွေကိုဖော်ထုတ်တယ်အစင်းနှစ်မှာသူတို့ကိုရေထင်းတမန်တိဆောက်တာတစ်ပင်ဆိုင်တာလမ်းဖောက်တာစတဲ့ရရွာအချို့ပြလုပ်ငန်းတွေမှာလောအားပေးခိုင်းတယ်ပြီးရင်အစင်းသုံးမှာအဲ့ဒီလောအားတဲ့အပြန်လန့်အနေနဲ့ငွေကြေးဒါမှမဟုတ်စားနပ်ရိက္ခထောက်ပံ့ပေးပြီးအငတ်ပေးကိုတားဆီးတယ်ဒီလက်တွေ့ကျတဲ့ရန်တရားကြောင့်ပဲနောက်ပိုင်းနေ့တွေမှာမိုးခေါင်မှုတွေထပ်ကြုံရပေမဲ့1984တုန်းကလိုကပ်ဖေးအဆင့်ထိမရအောင်အသေးချာတားဆီးနိုင်ခဲ့လာချက်ပါတယ်။ဆက်တူထမှန်တိုင်းကတော့အခြေခံအစောအုံနဲ့နိုင်ငံကိုချိတ်ဆက်ခြင်းပါ။အတိတ်ကာလကအီသီယိုးပီးယားရဲ့အကြီးမားဆုံးအခက်အခဲတစ်ခုကဘာလဲဆိုတော့နိုင်ငံအနှံ့ရိက္ခာနဲ့အရင်းမြစ်တည်တည်ယူပို့ဆောင်ဖို့လမ်းပန်းဆက်သွယ်ရေးအလွန်ဆိုးရွားနေခြင်းပဲဖြစ်ပါတယ်။အတိတ်နဲ့ပစ္စုပန်ဘလောက်ကွာခြားသွားလဲဆိုရင်အရင်ကရိက္ခာပို့လန်တဲ့နေရာကနေငတ်မှုနေတဲ့နေရာတွေကိုပို့ဖို့လမ်းတွေလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့လက်ရှိအချိန်မှာတော့လမ်းမဆက်သွယ်ရေးကွန်ရက်တွေကိုအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။အကျိုးဆက်အနေနဲ့တောင်သူတွေရဲ့ထွက်ကုန်တွေကိုဈေးခွက်စေတက်ရဲ့အလွယ်တကူပို့နိုင်လာသလိုအရေးပိုရိက္ခာပို့ဖို့လည်းအရင်ကထက်အများကြီးလွယ်ကူမြန်ဆန်သွားခဲ့ပါတယ်
လမ်းနေအပြင် Grand Ethiopian Renaissance Dam GERD ဆိုတဲ့အာဖရိကမှာအကြီးဆုံးဖြစ်တဲ့ရားလက်စစ်စေကီတိစောမှုဟာလည်းအလွန်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ဒါဟာတာမန်ဆော့လုံရေးတစ်ခုမဟုတ်ပါဘူး။နောက်ခါစီးပွားရေးတိုးတက်မှုအဆင့်ဖြစ်တဲ့စက်မှုလုပ်ငန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လက်စမီအများအများကိုထုတ်လုပ်ပေးဖို့တိတိုင်ရွေးပြီးတိစောက်ထားတာဖြစ်ပါတယ်။နောက်ဆုံးပင်ကျမမြောက်အမန်တိုင်ဖြစ်တဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းကိုကြည့်အောင်။နိုင်ငံတကာအကူအညီတွေကိုပဲအမြဲမီခိုနေရတဲ့အဆင့်ကနေပြည်တွင်းမှာစက်မှုကုန်ထုတ်လုပ်နေတဲ့လက်ပတ်နိုင်တဲ့အဆင့်အထိစီးပွားရေးရာကြီးမားတဲ့အချိုးအကွေ့တစ်ခုဖြစ်လာခဲ့ပါတယ်။တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချိုးအကွေ့တစ်ခုကဒါပါပဲ။အရင်တုန်းကကမ္ဘာစားနဲ့ရိခါအကူအညီတွေကိုပဲလုံလုံလဲလာမီခိုပြီးချင်းတန်ခဲ့ရတဲ့မော်ဒယ်အဟောင်းကနေပြည်တွင်းမှာစက်ရုံတွေလာရောက်ဖွင့်လှစ်အောင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုအောင်မြင်စွာဆွဲဆောင်နိုင်တဲ့မဟာဗျူရာမြောက်မော်ဒယ်အတစ်ကိုကိုးပြောင်းနိုင်ခဲ့လားဟ။တကယ်ကိုအမခက်မှာပဲဒီနိုင်ငံခြားယင်းနှီးမြှုပ်နှံမှုယူဝါဒကနေဘာတွေအကျိုးအမြတ်ရခဲ့လဲဈေးနှုန်းတက်တာတဲ့လုံအားကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တယ်အထည်လိပ်စက်ရုံတွေအလုံးကြီးနဲ့ဝင်လာတယ်ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းတွေကျယ်ပြန့်လာတယ်ဒီလိုနဲ့ပြည်တွင်းမှာအလုတ်အကိုင်းအခွင့်အလမ်းတွေတိတိတန်တာတိုးတက်လာခဲ့ပြီးပြည်သူတွေရဲ့ဝင်ငွေလည်းအများကြီးတက်လာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်တွေ့ကြကြမြင်ဖို့တော့လိုပါတယ်စီးပွားရေးအရာအမခန်တိုးတက်မှုနေရှိခဲ့တယ်ဆိုပေမဲ့အီသီယိုးပီးယားဟာချက်ချင်းကြီးချက်မှကျွယ်ဝတဲ့နိုင်ငံတနိုင်ငံတော့ဖြစ်မလာသေးပါဘူး။စင်ရဲမွဲတေမှုပြဿနာတွေရှိနေဆဲဖြစ်တယ်လို့မကြသေးခင်ကမှဖြစ်ပွားခဲ့တဲ့ဒီဂရေပတိပတ်ခါလိုမျိုးနိုင်ငံရေးရှုပ်ထွေးမှုတွေစိန်ခေါ်မှုတွေကိုအခုအချိန်ထိဆက်လက်ရင်ဆိုင်ဖြတ်တန်းနေရဆဲဖြစ်ပါတယ်။ဒီကနေ့ခွဲချမ်းစီဖျားချက်ကိုညီကုန်းချိုးဖွန်ကမူရင်းထက်ကအလုံးအင်အားပါတဲ့ကောင်းလို့ချက်တစ်ခုကိုတင်ပြချင်ပါတယ်။အဲ့ဒါကတော့အငတ်ဘေးဖြစ်မှဖြစ်ရှင်တဲ့ system နဲ့အငတ်ဘေးမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်တဲ့ကြမ်းကြမ်းခံနိုင်စွမ်းကိုတိစောက်နိုင်ခြင်းဆိုတဲ့အချက်ပါတကယ်အောင်မြင်မှုဆက်လန်ဆိုတာအဖြစ်ဆိုးတွေကြုံလာမှတုံ့ပြန်တာမဟုတ်ဘဲအခက်ခဲလေးကိုရင်ဆိုင်ကြလွှမ်းနိုင်တဲ့စွမ်းရည်ကိုစနစ်တကျကြိုတင်တိစောက်ထားနိုင်ခြင်းပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံရည်ခဲ့ပါစီရာသီဥတုဖောက်ပြန်မှုနဲ့နိုင်ငံရေးအကြက်အတက်တွေကိုနည်းနည်းရှိုင်းရှိုင်းရင်ဆိုင်နေရတဲ့တခြားနိုင်ငံတွေအနေနဲ့ဒီလိုစနစ်ကျတဲ့ကြမ်းကြမ်းခံနိုင်စွမ်းတိစောက်ရေး model ကိုလက်ရှိအခြေမှာဘယ်လိုအသုံးချနိုင်မလဲဒီမေခွန်းကနေတစင်းကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြန်လည်ကူးစားမှု view ဟာဒီကိုဆက်လက်လေးလာဖို့စိတ်အားထက်သန်မှုတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိအတူတူလေးလာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။